သက်ရှည်ကျန်းမာဖို့စားသုံးစီကိုတက်နိုင်သမျှလျှော့စားစို့စားသုံးစီများတွင်အခြေခံအားဖြင့်ကျန်းမာရေးအရာတင့်တင့်စွာစားသုံးနိုင်တဲ့မပြည့်ဝစီများ unsaturated တက်နိုင်သမျှလျှော့၍စားသုံးသင့်တဲ့ပြည့်ဝစီများ saturated fats နဲ့လုံးဝမစားသုံးသင့်တဲ့အသွင်ပြောင်းစီများ trans fats ဆိုပြီး၃မျိုးရှိပါတယ်မပြည့်ဝစီတင့်တင့်စွာစားသုံးခြင်းဖြင့်ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့သွေးတွင်းအဆီဓာတ် HDL တို့ကိုမြင့်တက်စေပြီးမကောင်းတဲ့အဆီဓာတ် LDL တို့အားလျှော့ချပေးခြင်းဖြင့်နှလုံးရောဂါနဲ့အမျိုးအစားနှင့်ဆီးချိုရောဂါစတဲ့မကူးစက်နိုင်တဲ့ရောဂါများဖြစ်ပွားနိုင်ခြေကိုလျော့နည်းစေပါတယ်။ဥပမာမြေပဲစီနှမ်းစီနေကြစီငါးမှရသောအဆီများပြေဝစီစားသုံးခြင်းကြောင့်မကောင်းသောသွေးတွင်းအဆီဓာတ် LDL များလွန်ခွဲစွာမြင့်တက်စေပြီးအဝလွန်ခြင်းအသေးအဆီဖုံးခြင်းသွေးကြောနေရန်တွင်အဆီများကပ်ခဲပြီးသွေးကြောများခြင်းကနှလုံးသွေးကြောပိတ်ရောဂါနဲ့လေဖြတ်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်။ဥပမာစားအုံးစီကြောအစားအစာများတရိတ်ဆန်မှရသောအဆီများအသွင်ပြောင်းစီသည်အသားများနှင့်နှုတ်ထွက်ပစ္စည်းများတွင်တဘာဝအတိုင်းအနှဲငယ်ပါဝင်ပေမဲ့လည်းအများစုမှာဟင်းသီးဟင်းရွက်စီးများရဲ့အနှံ့အရသာကိုထိန်းရန်စီပျက်စီးမှုကာကွယ်ရန်နဲ့တက်တန်းကြာရှည်ခံစေဖို့ရည်ရွယ်ပြီးအခန်းပူချိန်မှာခဲအောင်ဖန်တီးထားတဲ့စီများတွင်ပါဝင်ပါတယ်။အသင့်စားအစားအစာများဖြစ်တဲ့အာလူးကြော်၊ကြက်ကြော်၊ကိတ်မုန့်၊ကုတ်ကီးများမှာပါဝင်တဲ့စီဖြစ်ပါတယ်။စူးချိုများမှာသွေးတွင်းမကောင်းသောအဆီများ triglycerides ပုံမှန်မြင့်တက်စေခြင်းကောင်းမွန်သောသွေးတွင်းအဆီ HDL ကိုကျစေခြင်းဖြင့်အဝလွန်ခြင်းခန္ဓာကိုယ်တွင်ရောင်ရမ်းမှုများဖြစ်စေခြင်းမျိုးစားနှင့်ဆီးချိုသွေးချိုရောဂါနဲ့အချို့သောကင်ဆာရောဂါများဖြစ်နိုင်ခြေမြင့်မားစေခြင်းတို့ဖြစ်ပါတယ်။ပြေဝစီများကိုတက်နိုင်သမျှလျှော့စားပါမပြေဝစီတင့်တင့်စွာစားပါအသွင်ပြောင်းစီပါဝင်နိုင်တဲ့အစားအစာများစားသုံးခြင်းကိုလုံးဝရှောင်ကျဉ်ပါ